ကျွန်တော် PC computer တွေအလုပ်လုပ်ရတာနေနေမယ်ဆိုလို့ရှိရင်ကျွန်တော်ခုပြပြတဲ့နည်းလမ်းလေးနဲ့တစ်ချက်စမ်းကြည့်ပြပါမယ်။ပထမဆုံးကျွန်တော် this PC တွေကနေပြီးတော့ regular topic properties တွေကိုတွားမယ်။အဲဒီမှာကကျွန်တော်ညာဘက်တောက်မှာရှိတဲ့အောက်မှာရှိတဲ့ advanced system setting တွေကိုတစ်ချက်နှိပ်ပေးပါ။အဲဒီမှာကျွန်တော်တို့ computer hardware advanced ဆိုပြီးကျွန်တော်ရှင်းလိုက်ပါတော့။အဲဒီမှာ advanced ထဲမှာကျွန်တော်တို့ performance ပေါ့နော် performance ဆိုတာရှိရဲ့သူရဲ့ binary setting တွေကို click ချက်နှိပ်ပေးပါ။အဲဒီမှာကျွန်တော်တို့ adjust for best appearance ရှိမယ် adjust for best performance ရှိမယ်ပေါ့နော်ကျွန်တော် appearance ပြီးရင်ရုပ်ထွက်ပိုင်းလေးပိုကောင်းမယ် performance လေးယူမယ်ဆို performance ပိုကောင်းမယ်ပေါ့နော်ဒါပြီးရုပ်ထွက်ပိုင်းလေးမှာနည်းငယ်အဆင်မပြေမျိုးလေးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်နည်းနည်းလေးအဆင်ပြေအောင်ကြည့်ရအဆင်ပြေအောင်တော့ဒီက shoot test လေးတွေကိုကျွန်တော်မှကြည့်ပေးမယ်ပေါ့နော်โอเค apply နှိပ်မယ် okay နှိပ်ပြီးပါလို့ရှိရင်advanced ဆိုတာလေးနှိပ်လိုက်တဲ့ခါကျရင်ကျွန်တော် change ဆိုတာလေးရှိမယ်အဲ့မှာကျွန်တော် automatically အမှန်ကြီးလေးချက်ဖြုတ်ပေးပြီးမှကျွန်တော် custom site ရေးမှာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော် run လေးကိုကျွန်တော် virtual memory တိုးမယ်ပေါ့နော် virtual memory တိုးမယ်ဆိုကျွန်တော်လက်ရှိ summer RAM ဘယ်လောက်ရှိလဲချက်ရင်ကြည့်ပေါ့နော်အဲ့မှာကျွန်တော်ဒီ summer 8GB ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က 8GB ထက်ကို 1.5 out တက်မနေရဘူးကျွန်တော်တို့3စားထက်လည်းမများဘူးပေါ့နော်အဲ့တော့ကျွန်တော်ပထမဦးဆုံးcomputer calculator နဲ့ကျွန်တော် check ပြပြပေးပါပေါ့နော်1K 1024ကိုကျွန်တော်လက်ရှိရှိနေတာ 8K ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က 8K နဲ့တစ်ချက်ပြမယ်အဲ့တော့မှကျွန်တော်တို့က initial state မှာစမှာကကျွန်တော်ကတစားခွဲအောင်မရောအောင်ဆိုတဲ့အတွက်ကြောင့်တစားခွဲနဲ့ညှောက်မယ်ပေါ့နော် 1.5 နဲ့ကျွန်တော်ညှောက်မယ်ရလာတဲ့1288ကကျွန်တော်တို့ initial မှာစပြီးထည့်ရအောင်ပေါ့နော်အခုက maximum size မှာကျွန်တော်ခုနက3စားတက်မကျော်အောင်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကခုန1024ကိုကျွန်တော်ရှင်းနဲ့မြောက်ပြီးတော့ကျွန်တော်တို့ကနောက်3နဲ့ထပ်မြောက်အောင်ပါပေါ့နော်အဲဆိုရင်အခုထွက်လာတဲ့2486ကိုကျွန်တော်တို့က maximum size မှာထည့်မယ်ပေါ့နော်ပြီးမှကျွန်တော်က set ဆိုတာလေးကိုတစ်ချက်နှိပ်ပေးမယ်အဲကျွန်တော် reset နှိပ်ခိုင်းလို့ရှိရင်ကျွန်တော် reset လေးချက်ချပေးမယ်ဗျအားလေးပြီးသွားရင်တော့ကျွန်တော်တို့ set ကအနေချင်းလေးတော့ပုံမှန်ထပ်ပို့ပြီးတော့ performance လေးနဲ့ပို့ကောင်းလာလိမ့်မယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ